လက်စင်ငှားရဲ့လောအားကကိုအဖိုးအိုဟာသူ့လောက်ဆောင်ချက်နဲ့အညီသူ့အဖိုးအိုရဲ့တမီးနဲ့ထိန်းများလက်ထပ်ပေးပြီးလေတွေအားလုံးကိုတခါတည်းပေးဆောင်လိုက်ပါတယ်ဒါကအလောက်သမားခေါင်းသူ့ရဲ့လောက်ဆောင်ချက်နဲ့အညီတန်ဖိုးရှိတဲ့လောက်အားကတွေကိုရတာပဲဖြစ်ပါတယ်ဒီ message လေးကကျွန်တော်တို့အခုလက်ရှိလုပ်ငန်းရှင်တွေတော်တော်များများဟာအလောက်သမားမြောက်များစွာရဲ့အတွေးတွေအလောက်ဆောင်ချက်တွေကိုများသောအားဖြင့်တွေ့နေရပါတယ်အလောက်သမားတစ်ယောက်ဟာမိမိလောက်အားကကိုပဲအမြဲတမ်းလိုချင်မမောနေမယ်ဆိုရင်အဲ့ဒီအလောက်သမားတစ်ယောက်ဟာဘယ်တော့မှလုပ်ငန်းရှင်ဖြစ်လာမှာမဟုတ်မိမိကလောက်အားကကိုလည်းယူဆောင်မယ်မိမိရဲ့လောက်ဆောင်ချက်နဲ့မိမိရဲ့တန်ဖိုးကိုလည်းတာဝန်ကျကျမြင့်တင်နေမယ်မိမိလောက်ခဲ့တဲ့အလုပ်တွေကိုလည်းအမြဲတမ်းသင်ယူမှတ်သားနေမယ်ဆိုရင်တော့အဲ့ဒီအလောက်သမားတစ်ယောက်ဟာဒီနေ့လုပ်ငန်းရှင်တစ်ယောက်ဧကံမုတ်ချဖြစ်မှာပဲဖြစ်ပါတယ်ဗျဘေးရင်တွားမင်းနေစရာမလိုပါဘူးဗျကြဲတာရနှက်ခတ်တွေကြောင့်လည်းမဟုတ်ပါဘူးဗျသူ့ရဲ့ကျွမ်းကျင်တဲ့လိမ္မာပန်းနဲ့မှုတွေကြောင့်ပဲဖြစ်ပါတယ်တော်တော်များများယနေ့ခေတ်အလောက်သမားတွေဟာလောက်အားကကိုပဲမမောလေးရှိကြပါတယ်ဗျအလောက်ရှင်တွေထည့်ပြီးတော့မစင်စားပါမိမိရဖို့အတွက်ပဲမိမိတွေးလေးရှိကြပါလုပ်ငန်းတချို့တနေရာမှာစေတနာတွေမပါဘဲနဲ့ဖြစ်တယ်လို့တွေလုပ်ပြီးတော့ဖြစ်တယ်လို့တွေပဲဖြစ်ချင်ရဖြစ်ဒီအလုပ်ရှင်ကငါနဲ့မဆိုင်ဘူးဆိုတဲ့သဘောတွေနဲ့လှုပ်ဆောင်နေတာကိုတွေ့ရပါတယ်။ပိုင်ရနေစားတစ်ယောက်ဟာသူ့ရဲ့နေစားလောက်အားကကိုပဲတွေ့ရတယ်။သူ့ရဲ့လောက်အားကကိုပဲရဖို့အတွက်သူဟာလှုပ်ဆောင်နေရှိ။နောက်တစ်ယောက်ကတော့သူ့ရဲ့လောက်အားကကိုလည်းယူဆောင်နေဗျ။လုပ်ငန်းမှာလည်းအမြဲတမ်းတင်ယူနေတယ်ဗျ။အမြဲတမ်းပဲသူဟာအောက်ရှည်သိန်းကန်ထရိုက်တာတူရဲ့ခိုင်းစရာကိုသူဟာတာဝန်ကြည်ကြည်လုပ်လိမ့်ရှိတယ်ဗျ။ဒီလုပ်ငန်းနဲ့မပတ်သက်တဲ့အကြောင်းအရာတွေခိုင်းရင်လည်းသူဟာမညှို့ညင်ပါဘူးဗျ။လုပ်ပေးလိမ့်ရှိပါတယ်။သူလိုချင်တာကဒီကန်ရိုက်တာတူကသူ့ကိုကြိုက်နှစ်သက်မှာသူ့ရှိကပညာတွေကိုယူဆောင်လို့ရမယ်ငါတနေ့စောက်လို့ရလုပ်ငန်းရှင်တစ်ယောက်ဖြစ်ရမယ်ဆိုတဲ့အတွေးနဲ့တာဝန်ကျေကျေလှုပ်ဆောင်ပြီးတော့မှပညာတွေကိုယူဆောင်သွားပါတယ်ဒီလူနှစ်ယောက်အပြင်မှာအသက်ကြီးလို့တွေ့တဲ့အခါတစ်ယောက်ကတော့နေစားအလုပ်တွေကိုပဲမောမောပန်းပန်းနဲ့ဆက်လုပ်နေတာကိုတွေ့ရပါတယ်တစ်ယောက်ကတော့ချမ်းသာကြွယ်ဝပြီးတော့ကန်ထရိုက်တာတူစောက်လို့ရလုပ်ငန်းရှင်တူဖြစ်နေတာကိုတွေ့ရပါတယ်မိမိသူတစ်ပါးစီမှာဝန်ထမ်းပဲလုပ်လို့ဘယ်တော့လုပ်ငန်းတွေကိုပဲလုပ်ငန်းရှင်ရဲ့အကျိုးကိုအရင်ဆုံးကြည့်ရမှာပဲဖြစ်ပါတယ်ဗျလုပ်ပေးရမှာပဲဖြစ်ပါတယ်ဘာကြောင့်လဲဆိုရင်မိမိရဲ့လှုပ်ဆောင်ချက်နဲ့မိမိရဲ့တန်ဖိုးနဲ့အညီလောက်အားကလစာဆိုတာလဲအနောက်ကနေလိုက်လာမှာပဲဖြစ်ပါတယ်ဗျဖြစ်တယ်လို့အစင်ပြတယ်လို့ဘာလို့အတွက်မှမကြည့်ပဲကိုယ့်အတွက်ပဲလစာပဲကြည့်နေရင်တော့အဲ့လစာကမတိုးတဲ့အပြင်လုပ်ငန်းကနေပယ်ထုတ်ခြင်းကိုခံရမှာပဲဖြစ်ပါတယ်ဒါကြောင့်မလို့ဘယ်အလုပ်ကိုပဲလုပ်တာဝန်ကြည်ကြည်လှုပ်ဆောင်တတ်ဖို့တာဝန်ကြည်ကြည်လုပ်ဖို့တော့ဘဝမှာအရေးတကြီးလိုအပ်ပါတယ်ဗျ